ထိုင်းနိုင်ငံကလေသမားတွေဟာတင်မောသီကိုအတီးစားဖို့တက်တက်ပဲစိုက်ပျိုးကြတယ်လို့ထင်ရင်တော့တင်မသွားပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့တကယ်ဝင်ငွေအကောင်းဆုံးရိတ်သိမ်းမှုကအတီးထက်ဆက်ပေါင်းများစွာပုံမတန်မှုရှိလို့ပဲဖြစ်ပါတယ်။လူများစုကမဲ့ဝါနေတဲ့တင်မောသီတွေကိုပဲမြင်ပူးကြပေမဲ့လေသမားတွေကတော့အတီးမဲ့တဲ့အထိလုံးဝမဆောင်ကြပဲမာဆက်ပြီးစိမ့်နေသေးတဲ့အစိမ့်ထဲတင်မောသီစိမ့်တွေကိုပဲပြစ်မှတ်ထားကရင်းတို့ရဲ့အခွန်ပေါ်မှာဓာတ်ရအသေးလေးတွေလိုက်ချစ်ကြပါတယ်။ကောင်းမွန်လာတဲ့အတီးတို့အေကိုဘာကြောင့်အနာစာဖြစ်အောင်လုပ်ရတာလဲဆိုရင်တော့အဲ့ဒီလိုဓာတ်ရပေးလိုက်ခြင်းအဖြစ်နုနှစ်ရောင်လိုဖြူဖွေးနေတဲ့တင်မောသီဆေးတွေထွက်လာမှဖြစ်ပြီးကြည့်ရတာတာမန်လိုပဲထင်ရပေမဲ့အဲ့ဒီဆေးကပဲငွေပုံပေးမဲ့ယတနာအစ်စ်ဖြစ်နေလို့ပါပဲအလုသမားတွေကအဲ့ဒီဆေးတွေကိုဂယူးတစိုက်လိုက်လံစုဆောင်းကြပြီးတန့်စင်ပြီးသားတင်မောသီဆေးဟာတစ်ကမ္ဘာလုံးကဈေးကွက်တွေမှာအလွန်ဈေးကောင်းရပြီးအယောင်သွက်လာပါတယ်သူ့ကိုဘာကြောင့်ဒီလောက်တောင်အလေးနဲ့ထားကြလဲဆိုရင်တော့ခနာကိုယ်တွေကပရိုတင်းဓာတ်တွေကိုတဘာဝအတိုင်းချိတပေးနိုင်စွမ်းရှိလို့ပဲဖြစ်ပြီးအသားရည်ကိုနူးညံ့ချုံမွေ့စေတဲ့အဆင့်မြင့်အလှကုန်ပစ္စည်းတွေအစာချေရင်ပြပြောက်စားဆေးတွေနဲ့အချို့သောဆေးဘက်ဆိုင်ရာကုသမှုတွေမှာပါအဓိကထည့်သွင်းအသုံးပြုကြလို့ဖြစ်ပါတယ်။အကောင်းဆုံးအချက်ကတော့တင်မောသီတပင်ဟာတစ်နှစ်ကိုအဆေးချိန်ချိန်ထုတ်ပေးနိုင်ပြီးအဆေးထွက်နှုန်းကျဆင်းသွားတဲ့အခါမှသာအသီးကိုအမဲ့ခံပြီးဈေးကွက်ထဲပြန်လည်ရောင်းချကြတာမို့လို့အဆေးကြရတဲ့ဝင်ငွေဟာတာမန်တီးရောင်းလို့ရတဲ့ဝင်ငွေထက်အစမတန်ပိုမိုများပြားလာပါတယ်ဗျာ။